လမ်းပေါ်မှာလမ်းလျှောက်နေစဉ်အဖွားအိုတယောက်ရုတ်တရက်နှလုံးရောဂါဖောက်ပြီးလဲကျသွားခဲ့သည်သူမဘေးမှာရှိနေတဲ့ခွေးလေးကလူတွေအာယုံစိုက်လာအောင်အသေးတန်ဟောင်းရင်းအကူအညီတောင်းနေခဲ့သည်ကံကောင်းစွာနဲ့ပစ္စည်းပို့သမားတယောက်ဖြစ်သွားမိပြီးအမြန်ဆုံးလူနာတင်ရင်ခေါ်ပေးခဲ့သည်ဒါပေမဲ့ပစ္စည်းပို့ချိန်နောက်ကျတော့မဲ့အတွက်သူကအလင်းအမြတ်ထွက်သွားခဲ့ပြီးလူနာတင်ရင်နဲ့အဖွားကိုခေါ်သွားချိန်မှာခွေးလေးကိုတော့ဘယ်သူမှဂရုမစိုက်ခဲ့ကြပါခွေးလေးကတခင်မနောက်ကိုအားကုန်ပြေးလိုက်ပေမဲ့ဘလောက်ကြိုးစားမမီနိုင်ခဲ့ပါလမ်းစုံတစ်ခုရောက်တော့လမ်းပြောက်သွားခဲ့ပြီးတခင်မကိုရှာဖို့တနေ့လုံးလှည့်လည်ရှာဖွေနေခဲ့သည်ညရောက်လာတဲ့အထိတခင်မရဲ့တဲလုံစတောင်မတွေ့ရတော့ပဲခွေးလေးဟာဆာလောင်ပြီးတင်ပန်းနွမ်းနေခဲ့သည်ဆိုင်တစ်ဆိုင်ရှိမှချိတ်ထားတဲ့ဘဲကင်ကိုမြင်တော့တွားရည်ချမိပေမဲ့ဆိုင်ရှင်ကထွက်လာပြီးမောင်းထုတ်လိုက်သည်တောက်လန့်သွားတဲ့ခွေးလေးဟာလမ်းမပေါ်ပြေးကူးရာကကားတိုက်မိလို့မလိုတော့ဖြစ်ခဲ့သည်တခင်မမရှိတော့တဲ့နောက်ခွေးလေးဟာလမ်းဘေးခွေးဘဝကိုရောက်သွားခဲ့ရသည်ကံကောင်းစွာနဲ့နောက်တနေ့မနက်မှာမိန်းကလေးငယ်တစ်ယောက်ကတွင်ကိုတွေ့ရှိခဲ့သည်တနာစရာအခြေအနေကိုမြင်ပြီးအိမ်ခေါ်လာကဆောက်ရှောက်ပေးခဲ့သည်ဒါပေမဲ့စီကံတစ်ခုတော့ရှိသည်မဟောင်ရဘူးဆိုတာပဲဖြစ်သည်တကယ်တော့မိန်းကလေးလေးကိုယ်တိုင်ကမွေးစားထားတဲ့ကလေးတစ်ယောက်ဖြစ်သည်မိဘအစ်စ်တွေစိတ်မကြည်နဲ့ရင်မိဘမဲ့ကေဟာကိုပြန်ပို့ခံရမလားဆိုတဲ့စိုးရိမ်မှုနဲ့အမြဲတမ်းထားနေခဲ့သည်အတန်မကြေရဲ့အစာမများရဲ့အမှားမလုံးမိအောင်အမြဲစူးစမ်းနေခဲ့သည်ဒီအကြောင်းကိုမွေးစားမိခင်သိသွားချိန်မှာအယမ်းစိတ်မကောင်းဖြစ်ခဲ့သည်သူမရဲ့နှွေးထွေးကျင်နာမှုကြောင့်မိန်းကလေးရဲ့နှလုံးသားထဲကကြောက်ရွံ့မှုတွေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်ပထမဆုံးအကြိမ်မိခင်ကိုဖက်တွေ့ရဲလာခဲ့ပြီးမိသားစုဝင်အစ်စ်တစ်ယောက်လိုခံစားလာရသည်အချိန်ကြာလာတာနဲ့အမျှသူမရဲ့ရှက်ရှုပ်မှုတွေလည်းလျော့နေလာခဲ့သည်သမင်းစားချိန်မှာမကြောက်မရွံ့စားနိုင်လာသလိုစတိုးဆိုင်သွားချိန်မှာလည်းအခြားကလေးတွေလိုမိခင်ရဲ့လက်ကိုဆွဲကင်လာခဲ့သည်ဖခင်ဖြစ်သူကလည်းသမီးလေးရဲ့ပြောင်းလဲမှုကိုမြင်ရတာဂုဏ်ယူနေခဲ့သည်ခွေးလေးရောက်လာပြီးနောက်သူတို့အိမ်ဟာပိုပြီးပျော်ရွှင်နှွေးထွေးလာခဲ့သည်တစ်ဖက်မှာတော့အဖွားအိုကဆေးရုံမှာတတိပြန်ရလာချိန်ချစ်ရတဲ့ခွေးလေးပျောက်သွားကြောင်းသိလိုက်ရသည်သူမကအသက်ကယ်ပေးခဲ့တဲ့ပစ္စည်းပို့သမားကိုချက်ချင်းဆက်သွယ်ခဲ့ပြီးအဲ့ဒီညမှာပဲပျောက်ဆုံးခွေးကျင်ညာစာရွက်တွေရိုက်နေကနေရာအနှံ့လိုက်ကခဲ့ကြသည်နှစ်ပေါင်းများစွာအတူရှိခဲ့တဲ့ခွေးလေးမရှိတော့တဲ့အတွက်အဖွားအိုဟာအလွန်ဝမ်းနည်းနေခဲ့သည်ဒါပေမဲ့သူမရဲ့ကြိုးစားမှုကအချင်းကြီးမဖြစ်ခဲ့ပါတနေ့မှာမိန်းကလေးရဲ့ဖခင်ကကျင်ညာစာရွက်တစ်ရွက်ကိုတွေ့သွားခဲ့သည်ဇနီးဖြစ်သူကခွေးလေးကိုပြန်ပေးဖို့အစပိုင်းမှာမလိုလားခဲ့ပေဘာလို့လဲဆိုတော့ဒီခွေးလေးကြောင့်ပဲသူတို့မိသားစုနဲ့သမီးလေးကြားကဆက်ဆံရေးပုံမွေးထွေးလာခဲ့တာဖြစ်သည်ဒါပေမဲ့နောက်ဆုံးမှာတော့မိန်းကလေးကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးဖို့သဘောတူလိုက်ကြသည်စိတ်မကောင်းဖြစ်ပေမဲ့မိန်းကလေးကခွေးလေးကိုပြန်ပေးဖို့ရွေးချယ်ခဲ့သည်သူမနားလည်ထားတာကစစ်မှန်တဲ့အချစ်ဆိုတာကိုယ်ပိုင်ဆိုင်ခြင်းလို့အတင်းဖန်ဆုပ်ထားခြင်းမဟုတ်ပဲတခြားသူရဲ့ပျော်ရွှင်မှုကိုလေးစားပေးနိုင်ခြင်းဖြစ်သည်နောက်တစ်နေ့မှာအဖွားအိုကမိန်းကလေးမိသားစုစီကဖုန်းလက်ခံရရှိခဲ့သည်ကားပေါ်ကဆင်းလာတာနဲ့ခွေးလေးကသူမရဲ့ရင်ခွင်ထဲကိုပြေးဝင်သွားခဲ့သည်အဖွားအိုဟာအလွန်ကျေးဇူးတင်ပြီးမိသားစုရဲ့စိတ်ကောင်းစေတနာကြောင့်ထိခိုက်လို့ရှာခဲ့ရသည်ဒါပေမဲ့မိန်းကလေးကတော့ငိုနေခဲ့သည်ခွေးလေးလည်းတခင်မနဲ့ပြန်တွေ့ပြီးနောက်စိတ်မပျော်သလိုဖြစ်နေခဲ့သည်အဖွားအိုကခွေးလေးရဲ့စိတ်ကိုနားလည်သွားခဲ့သည်ထို့ကြောင့်မိန်းကလေးမိသားစုကိုအိမ်လာလဲဖို့ဖိတ်ခေါ်ခဲ့သည်ခွေးလေးကိုပြန်တွေ့ရတဲ့အတွက်မိန်းကလေးကအယံပျော်ရွှင်သွားခဲ့သည်အဲ့ဒီအချိန်မှာအဖွားအိုကသူမရဲ့စိတ်ထဲကအမှန်တရားကိုပြောပြခဲ့သည်မကြခင်မှာအကြီးစားခွဲစိတ်မှုခံယူရမှာဖြစ်ပြီးသူမရဲ့အချိန်တွေများများဆဆမကြမ်းတော့ကြောင်းဒါကြောင့်ခွေးလေးကိုဆက်လက်ဆောင်ရှောက်ပေးဖို့မျှော်လင့်ကြောင်းပြောခဲ့သည်သူမကရိုးရိုးသားသားပဲပြောခဲ့သည်ဒီခွေးလေးကသူ့ရဲ့ရွေးချယ်မှုကိုလုပ်ပြီးသားပါပြင်းပြတာအပြည့်နဲ့ကလေးမလေးနဲ့အတူရှိတာကပဲသူ့အတွက်အကောင်းဆုံးနေရာဖြစ်တယ်ဟုဆိုခဲ့သည်ခွေးလေးကိုကြည့်ရင်မခွဲချင်မခွဲရဖြစ်နေတဲ့အဖွားအိုရဲ့မျက်နှာကိုမြင်ရတဲ့အခါပစ္စည်းပို့သမားကသူမအတွက်အထူးလက်ဆောင်တစ်ခုပေးအပ်ခဲ့သည်သူမရဲ့ကြံရှိနေတဲ့အချိန်တွေကိုနှွေးထွေးစေဖို့မျှော်လင့်ခဲ့ခြင်းဖြစ်သည်တကယ်တော့အချစ်ဆိုတာပိုင်ဆိုင်ထားဖို့မဟုတ်ပါဘူးလိုအပ်တဲ့အချိန်မှာလွတ်ပေးတတ်ဖို့နှွေးထွေးမှုတွေပြန်လည်ပေးအပ်တတ်ဖို့ဖြစ်ပါတယ်အဲ့ဒီလိုအပြန်လည်ကျင်နာမှုတွေပဲလူဘဝကိုအမှန်တကယ်လှပစေတာဖြစ်ပါတယ်